ဒါကတော့ Viola အကြောင်းပိတ်ခံဒီစာမှုရဲ့အတွက်ရုန်းကန်နေရတဲ့ vlog လေးပါမုံတိုင်းမလာခင်လေပြေလေးတစ်ဖြတ်မွေးနေ့ပွဲတွေပါကျင်းပနေကြပါတယ်နောက်ပြီးကြတော့ဒါကတော့ fine dining ပေါ့နော် Viola တို့ကျောင်းမှာအပတ်တိုင်း fine dining ရှိပါတယ်နိုင်ငံမျိုးစုံရဲ့အစားအစာတွေကိုကျွေးမွေးအခမ်းပါတယ်ဒါကတော့ဒီတစ်ပတ်ရဲ့ theme ကတော့ Taiwan မှာserve လုပ်တာရောချက်ပြုတ်တာရောအကုန်လုံးចောင်းသားတွေပဲပေါ့နော် customer လည်းចောင်းသားတွေပဲပေါ့ကဲအခုတော့တကယ်နေ့ရောက်ပါပြီဒါကတော့ first day of practice ပေါ့နော်အခုတော့အခန်းထဲပြန်มาတော့မယ်ဘာလာတို့ကဒီ presentation ရှိရပေါ့နောက်ဆုံး project တော့ကို group နဲ့ဖွဲ့ပြီးတော့နေ့တိုင်းလေ့ကျင့်နေပေါ့နော်ဘာလာတို့ဖွဲ့ထဲမှာ Singaporean 1ယောက်တရုတ်မလေး2ယောက်နဲ့ဘာလာတို့မြန်မာ2ယောက်နောက်ပြီးကျရင် Kazakhstan ကကောင်မလေး1ယောက်ပါပါတယ်အခက်အခဲဆုံးကတော့တိုင်မင်နဲ့အညီစကားပြောရတာပေါ့နော်အကုန်လုံးရှေ့ကြီးနောက်ကြီးပြောရတယ်ပေါ့ဒူးရင်တိ6တေဝယ်လာပြီးတဲ့ဘန်ကောက်ကပြန်လာတဲ့အမကြီးပါဘာသာတို့ဒီလိုမျိုးလေ့ကျင့်ဖို့ကကြတော့ညဘက်ကိုပေါ့နော်စာသင်ခန်းတွေငှားပြီးတော့လေ့ကျင့်ကြပါတယ်အခုကတော့ဘာသာတို့ဒီ portfolio လေးစောင့်နေတာပေါ့နော်အကုန်လုံးကအချိန်နဲ့လဲကြရအောင်ပြီးတော့ကိုပြောမဲ့စာသားတွေမမေ့အောင်လို့ပေါ့နော်အကုန်လုံးလေ့ကျင့်နေကြပါတယ်ဒါတော့ Viola တို့အခုလုပ်တဲ့ project ကဒီလေစင်းမျိုးရဲ့မြေကွက်လက်တစ်ခုမှာပေါ့နော်စောင့်မဲ့ဒီ event venue တစ်ခုကိုတည်ဆောက်နေရဖြစ်တဲ့အတွက်အမှတ်ပိုရအောင်လို့ပေါ့နော် Viola တို့ကိုယ်တိုင်ဒီပုံကျန်းလေးကိုရေးဆွဲနေတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ Viola ရဲ့ venue လေးကအကောင့်ထဲပေါ်သွားပါပြီထုံးစံအတိုင်းတငယ်ချင်းရဲ့ကောင်းမှုနဲ့သပင်ရောင်စိုးမိပြန်ပါပြီအနီရောင်လေးစိုးပြစ်ပေမဲ့တိတ်ပြီးတော့မပေါ်ဘူးပေါ့နော်ဒါကတော့ dinner time မှာထုံးစံအတိုင်း dessert နဲ့ cereal ပဲစားရပါတယ်မနေ့ပြန်ကြရင် presentation ဖြစ်တဲ့အတွက်နောက်ဆုံးတစ်ခေါက် practice လေးလုပ်နေပါတယ်တငယ်ချင်းတွေကတော့အရန်ကိုပျော်ပြီးတော့စိတ်လှုပ်ရှားနေကြပြီပေါ့နော် how you got အမြဲတမ်းလေ့ကျင့်နေကြတော့အကုန်လုံးလဲတော်တော်လေးခင်နေကြပြီပေါ့နော်ဒါတော့ Viola တို့လေ့ကျင့်ခဲ့တဲ့တစ်လျှောက်လုံးမှာပေါ့နော်ရိုက်ခဲ့သမျှဓပုံလေးတွေပါ Viola တို့အိတ်ခမ်းနေနဲ့ဒီစာသင်ခန်းနေနဲ့အပေါ်တက်အောက်ထပ်ပဲဆိုတော့ Viola တို့အတွက်ကညမိုးချုပ်တဲ့အထိလေ့ကျင့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကတော့အရင်အဆင်ပြေပါတယ် final day ရောက်ပါပြီ Viola အစောထပြီးတော့ပေါ့နော် make up လေးပါလေးပြင်ပြီးတော့တေချာပေါ့နော် professional ဖြစ်အောင်လို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ပြင်ဆင်သွားမှာပါဘာဖြစ်လို့လဲဆိုတော့ Viola တို့အကုန်လုံးပေါ့နော်ဒီ presentation ကိုအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက်ကိုတယောက်ရဲ့အမှားကြောင့်မို့လို့စိတ်မပြတ်ချင်ဘူးပေါ့နော်နောက်ပြီးကြတော့ Viola တို့အကုန်လုံးဒီလိုမျိုးစတုံးထုံးဖို့လုပ်ထားရပေါ့နော်ဒါကကြတော့ပို့ပြီးတော့ professional look ဖြစ်ချင်လို့ပေါ့အဲ့တော့တစ်ခါမှမစားဘူးတဲ့မနက်စာတွေစားပြီးတော့ presentation ကိုသွားပါတော့မယ်ဒါ Viola တို့စီးရတဲ့ဒီ sky train ပေါ့နော်ဒီကနေပြီးတော့ Viola တို့ဒီအောက်ကကျောင်းအဆောင်ကိုသွားမှာပါ Viola ကတော့ဒီအပေါ်အဆောင်မှာနေရပါတော့ဒါတော့ Viola နေတဲ့အခန်းမှာအဲ့တော့ဒီအဆောင်ကနေပြီးတော့အောက်ဆင်းသွားလို့ရှိရင် Viola တို့စတင်တဲ့အဆောင်တွေကိုစီရောက်တယ်ပေါ့နော်ခါလေကြရင်တော့အဲ့ train ကပြတ်နေတတ်ပါတယ်အဲ့ဒါဆိုရင်တော့လမ်းလျှောက်ပေါ့နော်အခုဒါ library ထဲမှာပါအကုန်လုံး professional look လေးတွေနဲ့ presentation စပါတော့မယ်can reduce stakeholder silence model. They will be directly impacted by this project. Flexibility and also authentication. Next, you will see a sample of the email. Our competitors, we charge for the events, we charge them by the. Alright, guys. ကဲဆရာရဲ့ feedback ကိုပျော်ပျော်ကြီးနားထောင်ပြီးတဲ့အချိန်မှာတော့ပြီးဆုံးသွားပါပြီနောက်ဆုံးတော့ဒါ Viola တို့ရဲ့အားလက်ချိန်နောက်ဆုံးညဘက်မှာတချင်းဆိုကြတာဖြစ်ပါတယ်ဒီလိုမျိုး stress တွေဖြေဖြောက်ရင်းနဲ့ Viola အကြိုက်ဆုံး activity လေးလုပ်ရင်းနဲ့ final week ကိုကုန်ဆုံးခဲ့ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် graduation vlog လေးလည်းတင်တော့မှာမို့လို့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်